ဒီ Adobe Photoshop နဲ့ကျွန်တော်တို့ anti-cat off-fade cat လေးတွေပေါ့နော် design ဆွဲတဲ့နေရာလေးကိုဒီဘက်လေးမှာ design တစ်မျိုးအနေနဲ့တွေ့ရှိရမှာဖြစ်ပါတယ်ပေါ့နော်ဒီကြည့်ရတဲ့ကျွန်တော်ရဲ့ iOS Photoshop channel လေးကိုအပေးကြတဲ့တင်ရင်မိတ်ဆွေတို့ပေါ့နော်ဒီနေ့ designer လေးသင်ခန်းစာလေးကတော့ကျွန်တော်တို့ဒီ Adobe Photoshop နဲ့ကျွန်တော်တို့ anti-cat off-fade cat လေးတွေပေါ့နော် design ဆွဲတဲ့နေရာလေးကိုဒီဘက်လေးမှာ design တစ်မျိုးအနေနဲ့တွေ့ရှိရမှာဖြစ်ပါတယ်ပေါ့နော်ဒီ design လေးကလည်းအရန်ကိုမှလမ်းတယ်ဒါကြောင့်မလို့ဒီ anti-cat design လေးကိုစိတ်ဝင်စားလို့လေးလာနေတဲ့တင်ငယ်ချင်းအတွက် design လေးနောက်တစ်ခုဆွဲတဲ့နည်းလေးကိုရှင်းပြပေးမှာဖြစ် Okay အဲ့ဆိုလို့ရှိရင်ခုမြင်ရတဲ့ design လေးပဲဖြစ်ပါတယ်ခင်ဗျဒါကြတော့ iOS ကျွန်တော်တို့ဒီ Adobe Photoshop နဲ့ design ဆွဲတဲ့နည်းလမ်းလေးတစ်ခုပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဆွဲမယ်ဆိုရင်တော့အရင်ဆုံးအရင်သင်ခန်းစာအတိုင်းပဲကျွန်တော်တို့ file ကနေ new သွားပြီးတော့ကျွန်တော်ဗာလဲ paper တစ်ခုယူရမယ် Photoshop မှာ3နှစ်ဆိုတဲ့ size ကိုယူပြီး download ကိုယူပြီး crack ကိုနှိပ်ပေးရတာဖြစ်တယ် Okay ဒါဆိုကျွန်တော်ဒီကက်လေးရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဆွဲဖို့အတွက်ကြောင့်ကျွန်တော်တို့ pen tool ကိုယူမယ် pen tool မှာကျွန်တော်တို့ကဘာကိုယူရမလဲ check ကိုရွေးပေးမယ်ပြီးရင်ကျွန်တော်တို့ဒီနေရာလေးမှာစောင့်မယ်ထောက်လိုက်တယ်ထောက်ပြီးဒီဘက်ကနေပြီးတော့ကျွန်တော်ဒီလိုမျိုးလေးအဝိုင်းလေးကိုဒါလေးကအဆင်ပြေသလိုဝိုင်းရမှာပေါ့နော်။မနော်ကျွန်တော်ဒီလိုမျိုးလေးအဝိုင်းလေးရွေးလိုက်တယ်။ဟုတ်ပြီနော်။အဝိုင်းလေးကိုကျွန်တော်တို့ဒီလိုမျိုးလေးအဆင်ပြေသလိုဝိုင်းရမှာပေါ့နော်။ဒါကြည့်ကောင်းအောင်ဝိုင်းရမှာနော်။ပြီးနေရာရှိမယ် order လေးဖိပြီးဒါလေးဖြတ်လိုက်မယ်ပြီးထဲသွားမယ်။နောက်စုံမှတ်ပြီးလိုက်။ Okay အဝိုင်းလေးရပြီ။ပြီးတော့ shape ကိုကကျွန်တော်တို့ကဘာလုပ်မလဲပိတ်ထားမယ် frame မှာကျွန်တော်က color ပြောင်းလာပြီးမယ်ဟုတ်ပြီနော်ဒီတိုင်းလေးရရှိသွားလိမ့်မယ်နော်အဲ့လိုမျိုးလေးရပြီးပြီဆိုရင်ကျွန်တော်တို့မှာဒါလေးနေရာဆင်ရမှာနော်ဒါလေးရဆင်ရမှာ Okay ဒါလေးရပြီဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်ရမလဲဆိုလို့ရှိရင်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့အဲ့မှာ pen tool ပဲရွေး pen tool ရွေးပြီးကျွန်တော်တို့ဗါတယ်မယ်ဒီနေရာမှာတစ်ချက်ထောက်မယ်အဲ့တော့ pen tool ရွေးမပြီးရင်ကျွန်တော်တို့မှာbackground ထောက်ပြီးရင်ဒီနေရာလေးတစ်ချက်ထောက်မယ်ပြီးတော့ဒီနေရာမှာဒီလိုမျိုးလေး design လေးကိုကိုလေးပြန်ဆွဲပေးရမှာဒါပေမဲ့ तू ကကြတော့အလွတ်ဆွဲရမှာနော် control လေးဖိပြီးတော့ဒါလေးကိုညှိလိုက်ဒါညှိရမှာပေါ့နော်ပြီး order လေးဖိပြီးဒါလေးဖြောက်မယ်ပြီးဒီနားလေးတစ်ချက်ထောက်စုံမှတ်ပြီးလိုက်ပြီးတာနဲ့ကျွန်တော်ဘာလုပ်မလဲသူ့ကို color ပြောင်းလိုက် color ကြတော့ဗာလဲလိမ်မော်ရောင်လေးပြောင်းလိုက်ဒီမှာနော်လိမ်မော်ရောင်ပြောင်းလို့ရတယ်ဒါလေးတစ်ချက်ထောက်ပြီးရင်ဒီမှာကိုကြိုက်တဲ့လိမ်မော်ရောင်ကိုရွေးချယ်ထားကြည့်လိုက်Okay ဟုတ်ပြီနော်အဝါရောင်လေးရွေးထားလဲရပါတယ်ဒါကိုကြိုက်တဲ့ design ပေါ့နော်ပြီးတာနဲ့ဘာလုပ်ရမလဲဆိုရင်သူ့ကိုကျွန်တော်တို့ကနောက်ထပ်ကျွန်တော် background layer ကိုတစ်ချက်ပြန်ထောက်ပြီးတော့ဒီအပေါ်ကကျွန်တော် copy ကူးလိုက် background နဲ့ layer အပေါ်ကခုနကဒီအဝါရောင်လေးကိုတစ်ချက် layer ထောက်ပြီး keyboard ကနေပါလေ control နဲ့ D နဲ့ကိုတွဲနေလိုက် layer ပွားတယ်လို့ခေါ်တယ်ပြီးတော့မှအောက်ကဟာကိုကျွန်တော်တို့ကအယောင်ပြောင်းမယ်တစ်ချက်ထောက်သူ့ကိုကျွန်တော်ဗာလဲအနီရောင်ပုတ်အနီအောင်တက်တော့ကြီးပြောင်းလိုက်မယ်ပြီးရင်မူတူလေးယူပြီးကျွန်တော်တို့ down arrow လေးနဲ့ဖိပြီးအောက်ကိုဆွဲချလိုက်ဒီလိုပုံစံမျိုးလေးဖြစ်သွားမယ်နော်ပြီးတော့မှကျွန်တော်က pen tool သွားမယ် keyboard control ကိုဖိတာပြီးဒါလေးကိုကျွန်တော်တို့ဘာလုပ်ပြရမလဲဒါကိုပြုပြင်တယ်လို့ခေါ်တယ်ကိုကြိုက်တဲ့ပုံစံလေးကိုပြင်မှုအတွက် control ဖိပြီးပြင်ပေးရတယ်ပေါ့နော်ဒါလေးကပြင်ပေးရမှာဖြစ်တယ်ဒီလိုမျိုးလေးပေါ့နော်အညီညာလေးပြင်ပေးရမှာကြည့်ကောင်းပြင်ရတယ်နော်Okay ပြီးတော့ color မကြိုက်သေးဘူး color ကိုကျွန်တော်ကကြိုက်တဲ့ color လေးပြောင်းခြင်းနေဆိုရင်ပြောင်းလို့ရတယ်ဒီလိုမျိုးလေးလည်းရတယ်ပေါ့ Okay ဒီပုံစံလေးမရဘူးလားရပါပြီเนาะဒါလေးရပြီဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်မလဲကျွန်တော်မှာ reading jet 2မှာသွားပြီးအဝိုင်းလေးကိုယူမယ်ယူပြီးတော့ဒီမှာအဝိုင်းလေးဝိုင်းပြီးလိုက်ရှက်လေးဖြစ်ပြီးတော့ဝိုင်းလိုက်အဲဆိုအလုံးလေးဖြစ်တယ်เนาะပြီးကျွန်တော်မှာ frame မှာအဖြူရောင်ပြောင်းမယ်စတိုးမှာအပြာရောင်ပုတ်ဒါမှမဟုတ်ရင်လေမော်ရောင်နီပြောင်းလို့ရတယ်เนาะဟုတ်ပြီเนาะအမှကျွန်တော်ကဒီ layer ကိုထောက်မယ်ပြီးဒီမှာကျွန်တော်ကနည်းနည်းလေးပေးကြီးပေးလိုက်ဒါလေးကကြီးသေးလေးပေါ့လေမော်ရောင်ကြီးမကောင်းပါဘူးအဝါရောင်မချတဲ့သွား Okay ဆိုလေးရပါပြီเนาะဒါကအလေကြောက်အောင်လုပ်ရမှာเนาะပြီးသွားတာနဲ့ကျွန်တော်တို့ကဒီ design မှာနောက်တစ်ခုကျွန်တော်အောက်မှာဘာလုပ်ရမလဲဆိုရင်အောက်မှာကျွန်တော်တို့ကလုပ်ရမယ်เนาะအဲ့တော့ pen tool ကိုသွားမယ်ဒီမှာတစ်ချက်ထောက်မယ်ပြီးတော့ဒီမှာဒီလိုကိုယ်လေးလုပ်ပြီးလိုက်လိုလေးကိုယ်ပေးလိုက်ပြီးတော့ order လေးကိုဖိပြီးတော့ဒါလေးကိုဖြောက်လိုက်ပြီးရင်ဒီတစ်ချက်ဆွဲဒီလိုဆွဲလိုက်ပြီးဒီမှာကျွန်တော်တို့ကအဖြူမှာကျွန်တော်တို့ကအဝါရောင်ပြောင်းပေးလိုက် stone မှာလိမ်မရောင်ပြောင်းပေးလိုက်အဲ့ဆိုရင်ဒီလိုမျိုးလေးရလိမ့်မယ်ဟုတ်ပြီနော်ပြီးရင်သူ့တစ်ချက်ထောက် keyboard ကနေတော့ control G ကိုနှိပ်လိုက် layer ပွားတယ်လို့ခေါ်တယ်ပြီးရင်ကျွန်တော် edit ကနေသွားပြီးတော့ကျွန်တော် transform မှာကျွန်တော်ဟိုအောက်ဆုံးမှာ face history နဲ့ကိုကျွန်တော်ကထောက်ပြီးဒီလိုဖြစ်သွားနော်ပြီးတော့မှလူမျိုးလေးကျွန်တော်ရွှေ့ပေးလိုက်နေရာလေး
โอเคပါဒါဆိုရင်တော့အားလုံးပဲရမယ်ဒီမှာစလုံးကတော့ background ကိုရောင်ပြောင်းရင် background ကိုနှစ်ချက်ထောက်လိုက်မယ် okay ပေးလိုက်ဒါတော့ ID card ဆိုတဲ့အတိုင်းပဲအားလုံးသိပြီးသားပေါ့နော်နာမည်တွေဘာတွေကတော့ဆက်နေထွေထူးတော့မပြောတော့ဘူးပေါ့နော်ကိုကြိုက်တဲ့နာမည်ကိုပိုင်ကိုဘာလဲပြောင်းလို့မရဘူးလားရမယ်ပေါ့နော်နာမည်လေးတွေကိုကြိုက်သလိုပြောင်းမယ်ကိုကြိုက်သလိုနာမည်လေးတွေပြောင်းမယ်anti cat design လေးဒါကိုကြိုက်တဲ့ color လေးတွေသုံးပေါ့နော်ဒါဆိုလို့ရှိရင်တော့ဒီ design လေးဆွဲတဲ့နည်းလေးကိုအားလုံးပဲရရှိလိမ့်မယ်လို့ထင်ပါတယ် okay ဒါကြတော့ anti cat design လေးတွေကိုတင်ပေးနေတာဖြစ်တယ်ကိုစိတ်ကူးရှိသလို design လေးတွေအများကြီးဆွဲလို့ရပါတယ်ပေါ့နော်နောက်တဲ့သင်ခန်းစာတွေညမှာကျွန်တော်ပြန်ဆုံမယ်အားလုံးပဲ bye bye